ကျေးလက်ရွာလေးတစ်ရွာမှာမနွယ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။မနွယ်ကအခြားရွာသူရွာသားတွေနဲ့မတူဘဲထူးခြားတဲ့စိတ်ထားရှိတယ်။သူကငယ်ငယ်ကလေးကလူတွေမမြင်ရတဲ့အရာတွေကိုမြင်တတ်တယ်။မကြားရတဲ့အသံတွေကိုကြားတတ်တယ်။ညဘက်မန်ကြီးပင်အောက်မှာမှင်မဲမဲအရိပ်ကြီးတစ်ခုထိုင်နေတာတို့အိတ်နေရင်ဘေးနားကပ်ပြီးတိုးတိုးစကားပြောနေတဲ့အတန်တို့တချို့တလေကြတော့မနွယ်နာကနေလူရိပ်တွေဖြတ်သွားဖြတ်လာလုံနေတာတွေ့နေတတ်တယ်။ငငယ်ကကြောက်နေပေမဲ့ကြာလာတော့မကြောက်တတ်တော့ဘူးဒီလိုမြင်ရကြားရတဲ့အကြောင်းတွေကိုမနွယ်ကဘသူ့ကိုမှထပ်ပြီးမပြောတော့ဘူးသူများတွေသူ့ကိုထူးဆန်းနေအယူလို့ထင်မှဆိုးတယ်ဒါပေမဲ့တခါတလေသူကသူမြင်ရတဲ့အရာတွေနဲ့ပတ်သက်ပြီးမတိမတာလေးစကားဆက်မိတတ်တဲ့သူအကြည့်တွေကတခါတလေလိဟာနေသလိုတခါတလေလဲတာမန်လူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နေရလို့ထိတ်လန့်တုန်လှုပ်နေသလိုမျိုးဖြစ်နေတတ်တယ်ရွာထဲကလူကြီးတွေကတော့မနွဲကိုတစေမြင်နဲ့မနွဲလို့နောက်ွယ်ကနေတိုးခေါ်ကြတယ်ရွာထဲကအဖွားကြီးတယောက်ရဲ့နှစ်ပေါင်းများစွာစုဆောင်းထားတဲ့လက်ဝတ်ရတနာတွေထည့်ထားတဲ့တစ်တာလေးပျောက်သွားတယ်အဖွားကြီးကလည်းအယမ်းစိတ်ထိခိုက်ပြီးရွာသားတွေလည်းဝိုင်းရှာကြပေမဲ့ရှာမတွေ့ဘူးအိမ်ထဲမှာရောခြံထဲမှာပါအနှံ့ရှာပြီးဘတခိုးသွားတာလည်းမတိကြဘူးအဖွားကြီးကပူဆွေးနေတာကိုမနွယ်တွေ့တော့စိတ်မကောင်းဖြစ်မိတယ်မနွယ်ကအဖွားကြီးအိမ်သားဖြတ်သွားတဲ့အခါအဖွားကြီးရဲ့အိမ်ရှိညောင်ပင်ကြီးနားမှာမှိန်ပြလူရိပ်လေးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီလူရိပ်လေးကဟိုကြည့်တီကြီးနဲ့မငြိမ်မသက်ဖြစ်နေတယ်ကြည့်လိုက်တော့အဲ့ဒီဝိညာဉ်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆုံးသွားတဲ့အဖွားကြီးရဲ့ခင်ပွန်းသည်ဝိညာဉ်မှန်းသိလိုက်ရတယ်အဖိုးကြီးဝိညာဉ်ကပျောက်ဆုံးနေတဲ့ပစ္စည်းအတွက်စိတ်ပူနေပုံရတယ်သူကလက်တစ်ဖက်ကညောင်ပင်ကြီးရဲ့အမြင့်နားကိုထိုးပြလိုက်နောက်တစ်ဖက်ကမြေကြီးကိုညွှန်ပြလိုက်လုံနေတာကိုမနွယ်မြင်နေရတယ်မနွယ်ချက်ချင်းသဘောပေါက်သွားတယ်ဒါနဲ့မနွယ်ကအဖွားကြီးစီဓာတ်ရိုက်သွားပြီးအဖွားဘာလို့လဲတော့မသိဘူးဒါပေမဲ့အဖွားတို့အိမ်ရှိညောင်ပင်ကြီးရဲ့အမြင့်နားမြေကြီးထဲမှာတခုခုရှိနိုင်တယ်တူးကြည့်ပါအဖွားကြီးကလည်းညောင်ပင်ကြီးအောက်မြေကြီးကိုနည်းနည်းတူးကြည့်ဖို့ရွာသားတွေကိုအကူအညီတောင်းတယ်တူးကြည့်လိုက်တဲ့အခါအဖွားကြီးရဲ့လက်ဝတ်ရတနာတွေထည့်ထားတဲ့တစ်တာလေးကိုမြေကြီးထဲမှာဖွက်ထားတာကိုတွေ့လိုက်ရတယ်အံ့ဩစရာကောင်းတာကအဲ့ဒီနေ့မနက်အစောကြီးမှာခိုးကြောင်ခိုးဝက်ဝင်လာတဲ့တခိုးကပစ္စည်းကိုယူသွားဖို့ခွင့်မသားလို့ညောင်ပင်အောက်မှာမြေကြီးတူးပြီးဖွက်ထားခဲ့တာဖြစ်တယ်အဲ့လိုနဲ့ရွာသားတွေဟာမနွယ်လေးအပေါ်အမြင်တွေပြောင်းသွားခဲ့ပြီးကျေးဇူးတွေတင်နေကြတော့တယ်